ကဲ brother တွေအခုဒီ EBIT မှာပဲတစ်နေတော့လားကိုကဘလောက်ယုံချောင်းဘရိုလေးတွေဆမ်ဘရိုလေးကြောင့် EBIT ကမတက်ပဲဖြစ်နေတာလားဆိုရင်တော့ solo run အတွက်အကောင်းဆုံး hero စိတ်ကောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ order နဲ့ video လေးမစခင်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ဦးပြောချင်ပါတယ် season 40မှာပထမဆုံးကင်တင်းတဲ့တကောင်ကတော့ Fia ပေါ့နော်ဒီအပေါ် run တွေမှာ Fia တို့ဘာတို့ဘန်းနေဆိုရင်မဲဒီ EBIT နဲ့ legend မှာကျတော့ Fia တို့ဘာတို့တိတ်မဘန်းဘူးဗျာအဲ့တော့ solo run တင်မဲ့ brother ရဲ့အတွက် Fia လည်းကင်ထားတဲ့ hero တကောင်ပဲဖြစ်ပါတယ်ဒီကောင်ကတော့ကင်ရဲ့လွယ်ထဲမှာပါတယ်သူကကျတော့ passive နှစ်ချက်ချာပြောရင် skate 2တစ်ချက်သုံးပေါ့နော်အဲ့လိုကိုမိုမျိုးနဲ့ဆော့မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ် battle spell အနေနဲ့ van jet ဒါမှမဟုတ် inspire ကြိုက်တာသုံးပေါ့နော်ကျွန်တော်ကတော့ inspire နဲ့ဆော့ရတာပို့ပြီးတော့ကြိုက်တယ်အဲ့တော့ဒီကောင်ကို di item dm လက်ဆက်နဲ့ဆော့တာတော့အကောင်းဆုံးပဲဗျာ EAB lane မှာရွေးချယ်တဲ့ hero တကောင်ဖြစ်တဲ့ glue ပေါ့နော်ဒီကောင်ကကျတော့အပေါ် Fia နဲ့တူတူပဲဒီအပေါ် run တွေမှာ ban နေဆိုရင်မဲ out run EBIT တို့ legend တို့မှာကျတော့ဒီကောင်တိတ်မဘန်းဘူးမျိုးဒီမှာကျွန်တော်ဆော့ရတဲ့ history ရွေးပဲကြည့်လိုက်အဲ့တော့ glue ကလည်း EAB lane မှာဆော့ရတာအဆင်ပြေဆုံး hero တကောင်ပဲဖြစ်ပါတယ်ဒီကောင်ကျတော့လေ Fia လိုပဲကွာတာ damage တွေပါခံပေးလို့ရတယ်ပြီးတော့ကိုတင်းအတွက်လည်းအများကြီး support ပေးနိုင်တယ်လို့ enemy တင်းကိုလည်းအများကြီးအာရုံနောက်စေတယ်ပေါ့ဗျာဒီကောင်တော့ battle spell အနေနဲ့ flame shot flicker ကြိုက်တာနဲ့ဆော့ကျွန်တော်ကတော့ flicker နဲ့ဆော့တာပို့ပြီးတော့ကြိုက်တယ်ဘလူးအတွက် item နဲ့ emblem လေးကတော့ဒီလိုဆော့တာတော့အကောင်းဆုံးပဲပေါ့ဗျာဘယ်လို brother ဒီနှစ်ကောင်လုံးမရဘူးဆိုရင်တော့ Sora လည်းကင်လို့ရသေးပေါ့နော် Sora လည်း EAB လိမ့်မှာဆော့ရတာအဆင်ပြေတယ် Sora ကင်မယ်ဆိုရင်တော့ DI နဲ့ DM လန်ဆက်ကတော့အကောင်းဆုံးပဲကဲဒါတော့ EAB လိမ့်အတွက်ပေါ့နော်ကဲနောက်ထပ် row တစ်ခုဖြစ်တဲ့ Jungler row ကိုတွားလိုက်ကြအောင်Jungler Road တွေဦးစားပေးရွေတဲ့ပထမဆုံး hero ကောင်ကတော့ဒီ season 39မှာလေရန်ချန်ခဲ့တဲ့ hero ဖြစ်တဲ့ရန်ရှင်ပေါ့နော်ဒီကောင်ကလည်းဆော့တာရန်လွယ်တွေဗျာကိုကအဓိက farming ကိုပဲအဓိက farming ကိုပဲဦးစားပေးရမယ်ပေါ့ဗျာဒီကောင်က level ရပြီဆိုတာနဲ့ maxman မပြောနေကိုက EAB တကောင်တော့ ACK လို့ရတယ်ဗျာ basic combo အနေနဲ့ဒီကောင်ကတင်မောတိုက်မေးပြောရင်1 2 3မယ်ပေါ့ဗျာဒါဆိုရင်တော့ဒီကောင်က AC တည်တယ်ဒီကောင်အားလီဂိမ်းနာမကလေဂိမ်းမှာလည်း damage ကအရမ်းများတာမလို့ကင်တက်ထားတဲ့ hero တကောင်လည်းဖြစ်ပါတယ်ဒီတိုင်းရှင်းတွေ item နဲ့ emblem လေးကတော့ဒီလိုမျိုးဆော့တာအကောင်းဆုံးပဲကဲတော့နောက်ထပ်တကောင်စီတွားလိုက်အောင်နောက်ထပ် Jungler ဆော့လို့ကောင်းတဲ့ hero တကောင်ဖြစ်တဲ့ Suyu ပေါ့နော်ဒီကောင်ကတော့အားလီဂိမ်း damage အရမ်းများတယ် level 3နဲ့ရင် lane တစ်ခုကို AC ကန်လို့ရတာမလို့ Suyu ကင်မယ်ဆိုရင်တော့အားလီဂိမ်းလိုက်ချပြီးတော့လိုတယ်တကယ်လို့အားလီဂိမ်းမတာပဲအားလီဂိမ်းနှိမ့်ဝိုင်းဆိုရင်လေဒီကောင်က lane split ကအရမ်းမြန်နေဗျာအဲ့တော့ lane တွေပါခိုးပြီးတော့ရှင်းလို့ရတယ်ဒီကောင်ရဲ့ CA 1 2 damage ကလည်းအရမ်းများတယ်ဗျာအဲ့တော့ဒီ season မှာလည်းဆွယူဟာကင်ထားတဲ့Jungler တကောင်လေးဖြစ်ပါတယ်တကယ်လို့ကိုကဒီနှစ်ကောင်လုံးမရဘူးဆိုရင်တော့ Jungler အတွက်ဒီ Leomord လည်းဆော့လို့ရသေးတယ်ပေါ့နော် Leomord ကလည်းအဲ့လိုပဲ early game fan ရတာရဲမြန်နေဗျာပြီးတော့ early game လည်း damage များတယ်ပြီးတော့ AD ကိုတော့လည်းခဏလေးဗျာအဲ့တော့ lane တွေပါမြန်ဆန်ကန်လို့ရတယ် Leomord အတွက်တော့ဒီ item DM လက်ဆက်ကတော့အကောင်းဆုံးပဲပေါ့နော်ဒါလေးကတော့ Jungler အတွက်ပြောပြပေးတော့လည်းဖြစ်ပါတယ်နောက်ထပ် lane တစ်ခုဖြစ်တဲ့ mid lane ကိုတွားလိုက်ကြအောင် mid lane အတွက်ပထမဆုံးကင်လို့ကောင်းတဲ့ hero တကောင်ဖြစ်တဲ့ Zushin ပေါ့နော်ကောင်ကလည်း early game battle တွေပါဆိုင်လို့ကောင်းတယ်ပြီးတော့ကိုကင်တက်ကင်တက်တလားကိုလိမ့်မှလည်းနှိမ်ပြီးတော့ထိန်လို့ရတယ်ဗျာဒီဘတ်ထဲမှာအရှိရမာရွေးမယ် factory တို့လီယိုမောလိုကောင်တွေကိုလည်းဒီကောင်ကအာယုံနောက်ပေးလို့ရတယ်ပြီးတော့ခရီယိုလိုကောင်တွေကိုလည်းဒီကောင်ကအာယုံနောက်လို့ရတယ်ဗျာဒီကောင်စကေတူနဲ့ဆွဲမလို့ရတယ်အဲ့မဲ့အာလီဂိတ်မှာမန်တာကို့ချ်ကနေရတာဆိုတော့မန်တာကိုတခြား management လုပ်တတ်ဖို့တော့လိုတယ်ကျွန်တော်အကြံပေးရရင်ပွဲစစချင်းမှာဒီဖနက်အစားပေါ့နော်ဒီ item အသေးလေးသွားတာပို့ပြီးတော့ကောင်းတယ်ဒီ item အသေးလေးကကြတော့မန်တာပို့ပြီးတော့ရတယ်ဗျာကဲတော့ဆူရှင်တွေ item နဲ့ emblem ကတော့ဒီလိုမျိုးဆော်တာတော့အကောင်းဆုံးပဲကဲတော့နောက်ထပ်တစ်ကောင်စီတွားလိုက်ရအောင်နောက်ထပ်တစ်ကောင်အနေနဲ့ကတော့ဒီ Go ပေါ့နော် Go ကကြတော့ true damage ထွက်တဲ့အတွက်ဒီကောင်ကိုဘာနဲ့မှကာလို့မရဘူးဒီ true damage ရတာကြောင့်ဒီကောင်ကို tank killer ကိုလည်းခေါ်တယ်ပြီးတော့ဒီကောင်ရဲ့ skill 1 2ကလည်းလမ်းလျှောက်နဲ့သုံးလို့ရတယ်လက်ကိန်းညရဲ့လည်းဒီ skill 1 2ကနားလဲနာသလိုအောင်လဲတော့နောက်တယ်ဗျာဒါပေမဲ့ကိုက Go ကင်နိုင်ရင်လမ်းလျှောက်တက်ဖို့တော့အရေးကြီးတယ်ဗျာ Go ကတော့လမ်းလျှောက်ရတာအခက်ဆုံး hero တွေမှာပါတယ်ကိုကလမ်းနဲ့မှားလျှောက်မိဆိုတာနဲ့ကိုတန်းအကြီးခံရမှာဗျာအဲ့လိုမျိုး Go ကကြတော့ပြီးတော့ AoE တက်အနေနဲ့လည်းတွဲဆော့လို့ကောင်းတယ်ဒီ Go basic ထက်က true damage ထွက်တာကြောင့်မလို့ဒီကိုက battle ဆိုင်ပြီဆိုရင်စပယ်မရှိတော့ဘူးဆိုရင်တော့မှ basic ထက်လိုက်ပြစ်ပေးပြီးတော့လိုတယ်ဒီကောင် basic ထက်က၄ချက်တစ်ချက်သူက true damage ရတယ်ဗျာအဲ့တော့ကိုကစပယ်မရှိတော့ဆိုရင်တော့မှ basic ထက်ကိုလိုက်မျိုးစပမ်းမိတာကတော့အကောင်းဆုံးပဲဗျာကဲ God တွေ item နဲ့ emblem လေးကတော့ဒီလိုဆော့တာတော့အကောင်းဆုံးပဲကဲလို့ကိုက God ဆူရှင်ရောမရဘူးဆိုရင်တော့ဒီ 1v ရဲ့နနရဲ့တော့ဆော့လို့ရသေးတယ်နနဆိုလေဒီလိုပဲပေါ့နော်သူက1 2 3လို့ရတယ်လက်ကိန်းညရဲ့ AD damage ကအရန်နာတာမို့လို့ blade spell မပါတယ် maxman တွေအရန်ကြောက်ရတဲ့ hero တွေမှာလည်းပါတယ်ပြီးတော့ skill 2 skill 1ကလည်းအာရုံရန်နာနောက်တယ်ဗျာဒီကောင်ကလည်းလွယ်နဲ့ကေးလို့ရတာမဟုတ်ဘူးဒီကောင်ကပတ်စကရှိသေးတယ် 1v လည်းဒီလိုရောနော် 1v ကြတော့1 2စပန်လို့ရတယ်သူ့ကိုဒီစီဇန်မှာ nafta အကြောင်းမလို့ကင်ရင်တော့တိတိကျကျကင်မှုတော့လိုတယ် 1v အတွက်တော့ di item dm လန်ဆက်ကအကောင်းဆုံးဖြစ်ပြီးတော့နနာအတွက်တော့ di item ကတော့အကောင်းဆုံးပဲပေါ့နော်ဒါကတော့ million အတွက်ပေါ့နော်ကဲအဲ့တော့နောက်ထပ် lane တစ် lane ကိုတွားလိုက်ကြရအောင် brother တော့မသိဘူးကျွန်တော်တော့ဒီ matter မှာ sport ဆော့ရတာတိတ်ပြီးတော့မကြိုက်ဘူးဒီတန်နီဆော့ရတာပို့ပြီးတော့စင်ပြေလို့ခံစားရတယ်ဗျာကဲတော့ဒီ matter မှာအကိုင်းစင်ဆုံးတန်နှစ်ကောင်ကိုကျွန်တော်ပြောပြပေးသွားမယ်ပထမဆုံးတစ်ကောင်အနေနဲ့ကတော့ grow ပေါ့နော် grow ကရင်တော့ဘာမှအဲ့လောက်
ထွေထူးလုံးစီရမလို့စကေးတူဝေါ်ကိုတည်ရာတုံးတက်ဖို့ပဲလိုတယ်ပြီးတော့ဒီ T5 battery မှာလေ cross skill flag ကတော်တော်ကြီး OP တယ်ဗျာအဲ့တော့ဒီ matter မှာတန့်ရွေးချယ်မယ်ဆိုရင်တော့ cross ကလည်းဂိုင်းတဲ့ထဲမှာပါတယ်ကဲတော့နောက်တစ်ကောင်စီသွားလိုက်ရအောင်နောက်တစ်ကောင်လေးနေကတော့ကာဘာတက်မဟုတ်ပဲねကိုကအရှိကနေဝင်တိုးပေးလို့ရမယ်ဒီ hater ပေါ့နော်ဒီ hero ကတော့ဒီ jungle တွေပါဒိုက်လို့ကောင်းတယ်ကို team fight နဲ့လိုက်ပြီးတော့ချမယ်ပေါ့ဗျာဒီ hater ကရင်ဒီလိုမျိုးခြုံတွေကိုတန်းပြီးတော့သွေးဝင်ဖြေတာမဟုတ်ပဲねကိုရဲ့ movement speed လေးကိုသုံးပြီးတော့ဒီလိုခြုံတွေကိုဝင်လိုက်ထွက်လိုက်လောက်တာသွေးပို့ပြီးတော့ရတယ်ပြီးတော့ဒီ enemy ခေါင်းပေါ်ကပတ်စစ်လေးပြေးမှအဲ့ဒီသုံးရင်လေ damage ကပို့ပြီးတော့ထွက်တယ် hater ကင်မယ်ဆိုရင်တော့ဒီ item နဲ့ DM လက်ဆက်ကတော့အတင်းတော်ဆုံးပဲဗျာတကယ်လို့ကိုက hater လည်းမရဘူးကြော်လည်းမရဘူးဆိုရင်တော့ Minotaur နဲ့ Tiger ကိုသုံးပြီးလို့ရတယ် Minotaur ဆိုရင်ကိုကသွေးဖြည့်ပြီးလို့ရတယ်လို့ AoE စပယ်အကြီးလေးပါတယ် Tiger ဆိုရင်တော့ AoE လေးပါတယ်ဗျာ Stun လေးပါတယ်အဲ့တော့ hater နဲ့ grow မရဘူးဆိုရင်တော့ဒီ Tiger နဲ့ Minotaur ကိုသုံးတာတော့အကောင်းဆုံးပဲ Tiger အတွက်ကတော့ဒီ item နဲ့ DM လက်ဆက်ကကောင်းတယ်လို့ Minotaur အတွက်ကတော့ဒီ item DM လက်ဆက်ကတော့အကောင်းဆုံးပဲကဲတော့နောက်ဆုံး rule တစ်ခုစီသွားလိုက်ရအောင်နောက်ဆုံးကျန်တဲ့ rule ကတော့ဒီ goal lane ပေါ့နော်ဂိုးလိမ့်မှာတော့ကလောက်နဲ့ခရီယိုတော့ကျွန်တော်အရင်ကြိုက်တယ်အရင်စီရင်တော့ကလည်းဂိုင်းလို့အဆင်ပြေသလိုအခုစီရင်မှာလည်းဂိုင်းလို့တော့အဆင်ပြေနေတော့မယ်ပထမဆုံးဟီးရိုးတစ်ကောင်နေနေရတော့ကလောက်ဗျာဒီကလောက်ကတော့ထွေထူးပြောနေကြမလို့တော့ဘူးဒီစီရင်မှာသူ့နည်းနည်းလေး net fighter လွယ်လို့ကျွန်တော်ကုန်အဆင်ပြေနေတော့မယ်ကလောက်တွေ item နဲ့ amla ကတော့လူမျိုးစော်တာအကောင်းဆုံးပဲကဲနောက်ထပ်တစ်ကောင်ကတော့ခရီးပေါ့နော်ဒီခရီးကလည်းတန့်ခေလာလို့ပြောလို့ရတယ်ဒီ basic item 3ခွက်ဖြစ်တဲ့ဒီမိုနာ grand strat နဲ့ Cruising ဆိုတာ3ခုထွက်ပြီးဆိုတာနဲ့တန့်တွေကဆက်ပြေးနေအောင်ကြောက်ရတယ်ပေါ့နော်ပြီးတော့ဗတ်တဲ့ဆက်စပေးရတော့ဒီ flicker ဒါမှမဟုတ် purify နဲ့ဆိုတာတော့ပို့ပြီးတော့ကောင်းတယ်ဘယ်လို့ကိုကခရီးလည်းမရဘူးကလောက်လည်းမရဘူးဆိုရင်တော့ဒီ Ozilian သုံးတာတော့အဆင်ပြေတယ် Ozilian ကိုဒီမှာဒါမှလည်း best ပေးရတယ်ဗျာ Ozilian အတွက် item နဲ့ amla တော့ဒီလိုမျိုးဆိုဒါကတော့အကောင်းဆုံးပဲကျွန်တော်အခုပြောပြသွားတဲ့ hero တွေကိုသုံးပြီးတော့ red မြန်တင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် video လေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ခိုက်လက်ပါဒီ video လေးကတော့ဒီလောက်ပါပဲ